ဒီတော့မျိုးတို့ကြီးကျွန်တော်ကိပန်ရှိတူပါမွေးချစ်ကွက်ထဲကနေပြီးတော့ဒီနေ့9-6ထွက်တော့ပါတယ်နော်ကျွန်တော်ပြောခဲ့တယ်လို့ပါပဲအရင်1-6ခွန်နန်းကထွက်ခဲ့တယ်လို့ပဲအခု1-3-9-6ခွေမာတယ်ပဲ1-5ထွက်ပြီးတော့6-5ပြန်ပြီးတော့ထွက်တာကိုတွေ့ရပါတယ်နော်မထွက်တာကြားတဲ့တွေ့1-5-6ခွေမထွက်တာကြားတဲ့တွေ့နှစ်ခါပြန်ထွက်တဲ့သဘောရှိပါတယ်ဗျအဲ့တော့မွေးရှိကွက်ကိုဆက်ပြီးတော့မွေးခြင်းတဲ့လူတွေအဆင်ပြေအောင်ကျွန်တော်စဉ်းစားပေးလို့ရတာတခုက1-5-6ကိုဖယ်လိုက်ပြီးတော့1-5-6နေရာမှာ1-6ကိုထည့်ပြီးတော့ဆက်ပြီးတော့မွေးခြင်းမွေးလို့ရပါတယ်ဗျအဲ့တော့မွေးရှိကွက်ကဘယ်လိုဖြစ်သွားမလဲဆိုတော့1-6ခွန်1-6-2ခွန်2-5-90 5-4-90လို့ထပ်ပြီးတော့မွေးလို့ရပါတယ်ဗျကဲမနေ့က17-3-2026တွဲကျွန်တော်ကြီးရရွှေတွဲအမာကြီးကတော့496ကြီးပဲဖြစ်ပါတယ်ဗျအမျိုးတို့မှာတွဲဖက်စကားကစားလို့ရမယ်လုံးမိုင်းရှိရဆိုရင်လေကျွန်တော်ရဲ့496ကြီးနဲ့ကပ်ပြီးတော့စောကြပါဗျနော်မြေကက်ဆီယမ်ကြီးအမျိုးကြီးတွေကတော့2-3ညကပ်ပြီးတော့ကစားကြပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ဗျနော်ကဲမျိုးတွေအားလုံးဝေချစ်စင်ပြီးတော့ပျော်ရွှင်တဲ့ဝပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကြီးပန်ရွှေတို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်